ကဲအားလုံးပဲမြင်ကြပါဒီနေ့လာပြီးတော့ထိုင်းရောက်ရွှေမြန်မာတွေကိုမှတ်ထားကနေမှတည်င်းလေးလာပြောပြပေးမှာဖြစ်တယ်ပေါ့နော်31ရက်နေ့3လပိုင်းတက်တန်းကုန်မဲ့တူတွေကအခုဇန်နဝါရီလထဲကနေစပြီးတော့တက်တန်းတူလို့ရပါပြီပြီးခဲ့တဲ့နှစ်ကဗတ်ရိုက်ထားပြီးတော့မှဒီလာမဲ့31ရက်နေ့3လပိုင်း2026မှာတက်တန်းတူမဲ့တူတွေကဒီလကနေစပြီးတော့တက်တန်းတူလို့ရပြီမတို့ယုံမှာဆိုရင်တော့ဈေးက3မျိုးရှိတယ်ပေါ့နော်ပကံဆောင်ခုံရှိတဲ့သူဆိုရင်ဈေးတစ်မျိုးပကံဆောင်ခုံမရှိတဲ့သူကတော့ဈေးတစ်မျိုးဖြစ်တယ်နောက်တစ်ခါကျတော့အမားတို့ယုံနဲ့လောက်ထားတဲ့သူတွေရပေါ့နော်ဈေးတစ်မျိုးရှိတယ်ဒါကြောင့်မလို့တသေးရှိသည်ဖြစ်စေတသေးမရှိသည်ဖြစ်စေတသေးရှိတဲ့သူတွေကကြတော့ထိုင်းရောက်ရွှေမြန်မာတွေကိုပြောချင်တာကကြတော့မိမိတို့ရဲ့တသေးရဲ့ ID ကုတ်နံပါတ်နဲ့ email ရဲ့မိမိတို့ရဲ့ email နဲ့ဖုန်းနံပါတ်ကိုလည်းလိုအပ်ပါတယ်လိုအပ်တဲ့စာရွက်စာတမ်းတွေကကြတော့တထေးရဲ့မှတ်ပုံတင်အိမ်ထောင်စုပြီးရင်နောက်တစ်ခုကတော့အလုပ်သမားရဲ့စာရွက်စာတမ်းကတော့ဝက်ပါမင်းငွေချီနဲ့လက်ပွေနှိပ်တဲ့စာရွက်တွေပဲဖြစ်ပါတယ်ပေါ့နော်ကဲနောက်ဆုံးကိုပိုင်တထေးမရှိဘဲနဲ့အမားတို့ဒီလိုကုမ္ပဏီတွေနဲ့လှုပ်ထားပြီးတက်တန်းတိုးတဲ့သူတွေကကြတော့အမားတို့ရုံမှာလှုပ်ထားတဲ့သူဆိုရင်ဝက်ပါမင်းငွေချီဆက်လေးလက်ပွေနှိပ်တဲ့စာရွက်တွေပဲလိုအပ်တယ်ပေါ့နော်ကဲပြီးရင်တော့မိမိတို့ရဲ့ကာယကံစီမှာရှိတဲ့ email နဲ့ဖုန်းနံပါတ်ကိုလည်းရရှိမှာဖြစ်တယ်ပေါ့နော်ကဲအခုနောက်ပိုင်းက system တွေပြောင်းသွားတာကဘယ်လိုပုံစံလဲဆိုရင် online website နဲ့တင်ထားတဲ့ဒီဟာတွေကနောက်ဆုံး web permit ကြားတဲ့အချိန်မှာဒီ online ကနေထုတ်ပေးတဲ့ web permit ကပန်းရောင်လေးကိုရမယ်ပေါ့နော်အဲ့အတွက်ကြောင့်မတို့စီမှာ web permit တစ်နေ့ visa တစ်နေ့ပကံတနေ့အရာအလုံး project တွေအကုန်လုံးကိုအမတို့ဝန်ဆောင်မှုပေးတယ်။မတို့ရုံကကြတော့လက်ဖောင်း68မြင်းဆောင်1မှာဖြစ်တယ်။အမကကြတော့လက်ဖောင်းကိုစားပြုပြီးတော့မြဲတမ်းတင်ဆက်ပေးတယ်မှတ်ထားဖြစ်ပါရဲ့ရှင်။ဒါကြောင့်မတို့စီမှာလာပြီးတော့တက်တန်းတိုးလို့ရပါပြီ။စိုင်းဆက်တန်းနေစစ်ဆေးမယ်ဆိုရင်အပြင်လောကကကိုပိုင်တထေးနဲ့လှုပ်ထားပြီးတော့မှမတို့ရုံမှာတက်တန်းတိုးချင်တယ်ဆိုရင်လည်းရပါတယ်။ကြက်အော်မလို့ပဲနဲ့မတို့လှုပ်ဆောင်ပေးမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့လက်ရှိမှာတက်တန်းတိုးထားတယ်ပြီးခဲ့တဲ့နှစ်ကလူတွေပေါ့နော်73ရက်2လပိုင်း2029မှာတက်တန်းကုန်မဲ့သူတွေကတတိအဟောင်းကထွက်ပြီးတော့တတိအစ်မှာကျန်းခောက်ချင်နေဆိုရင်လည်းအမတို့ကုမ္ပဏီကနေမှဝန်ဆောင်မှုပေးပါတယ်ဒါကြောင့်မလို့မတိနားမလဲတဲ့ထိုင်ရောက်ရွှေမြန်မာတွေကကြတော့မတ်ထားကိုတိုက်ရိုက်မေးလာလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်